game တွေကစားလို့ရှုံးခဲ့တယ်ဆိုရင်အရှုံးကိုလက်မခံနိုင်တဲ့ကလေးတွေရှိတယ်ဆိုရင်ဖတ်ပြလို့ရတဲ့စာအုပ်၅အုပ်နံပါတ်1အနေနဲ့ကတော့ the most magnificent thing ဆိုတဲ့စာအုပ်လေးပါဒီစာအုပ်လေးကတော့ကိုလုံနေတဲ့အရာတွေကတခါတလေမားသွားတဲ့ခါမှာပြတ်သွားတဲ့ခါမှာကိုအမားကနဲ့ပြန်ပြီးတင်ယူပြီးတော့ခါကြတော့ဆက်ကြိုးစားမယ်ဆိုရင်အကောင်းဆုံးပြန်လုပ်နိုင်မယ်ဆိုတဲ့အရာကိုသင်ပြီးသွားတဲ့စာအုပ်လေးပါနံပါတ်2စာအုပ်လေးကတော့ The Girl Who Never Made Mistakes ဆိုတဲ့စာအုပ်လေးပါဒီစာအုပ်လေးကတော့လူတိုင်းပဲကလေးရောလူကြီးရောအမားတွေဆိုတာဖြစ်တတ်တယ်အမားမရှိတဲ့သူဆိုတာမရှိဘူးအရေးကြီးဆုံးအရာကတော့ကိုလိုရတဲ့အမားကနဲ့ပြန်ပြီးသင်ယူနိုင်မှုပဲဆိုတဲ့အရာကိုသင်သွားပြီးတဲ့ story လေးတစ်ပုဒ်ပါနံပါတ်3စာအုပ်လေးကတော့ The Magical Yet ဆိုတဲ့စာအုပ်လေးပါဒီစာအုပ်လေးကတော့ကလေးတွေကိုကိုမလုံနိုင်တာကိုကြရှုံးတာဆိုတာတဲ့ကိုကသင်ယူနေသေးပါဆိုတဲ့ဒီ mindset ကိုသင်သွားပြီးတဲ့စာအုပ်ပေါ့နော်နံပါတ်4စာအုပ်လေးကတော့ The Koala Who Could ဆိုတဲ့စာအုပ်လေးပါဒီစာအုပ်လေးမှာကတော့အမားကိုကြောက်နေတဲ့ koala လေးကဒီကြောက်စိတ်ကိုရင်ဆိုင်လိုက်တဲ့အခါမှာပျော်စရာကောင်းတဲ့ exciting ဖြစ်စရာကောင်းတဲ့အရာတွေကိုတွေ့တယ်ဆိုတဲ့အရာလေးကိုပြထားတဲ့စာအုပ်လေးပါနံပါတ်5စာအုပ်လေးကတော့ Rosie Revere Engineer ဆိုတဲ့စာအုပ်လေးပါဒီစာအုပ်လေးမှာကတော့ကလေးတွေကိုကြာရှုံးတယ်ဆိုတာကမကောင်းတဲ့အရာမဟုတ်ဘူးပြီးတော့ရင်ကြာရှုံးတာက the end မဟုတ်ပါဘူးသူကအောင်မြင်ခြင်းရဲ့တစိမ့်တပီတာပါပဲဆိုတဲ့အရာကိုသင်သွားပြီးတဲ့စာအုပ်လေးတစ်ခုပါ